โอเคဒါကတော့ဒီနေ့ထိုင်းကနေရလာတဲ့ပစ္စည်းပေါ့နော်မြန်မာကနေထိုင်း online shop တွေမှာဈေးဝယ်လို့ရတယ် Lazada တို့ဘာတို့မှာလေဒီမှာကျွန်တော်တကယ်ချင်းတရားဟိုဖိုးကပါလေးမှာပေးရမှာနော်တစ်ချက်ကြည့်ချင်းဟိုလာနော်ငါဖိုးကပါလေးပေါ့နော်ဒါချို့တူဒီမိုလီလေးပေါ့ကျွန်တော်အဲ့တဲ့ပေါင်းဒီလေးတွေပါလို့ပြောတာဟိုမိတ်ဆွေကမြန်မာမှာနေတယ်ထိုင်းကနေ online shopping တွေကနေဘယ်လိုဝယ်ရမလဲဆိုတော့ Lazada တို့ဘာတို့နဲ့ဝယ်လို့ရတယ်ငွေဘယ်လိုရှင်းမလဲဆိုတော့ KP တို့ WePay တို့နဲ့ရှင်းလို့ရတယ်အဲ့ဒီနည်းလမ်းကိုကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့ကထိုင်းနယ်စပ်မှာနေတဲ့တယောက်ရှိရမယ်ဗျာကိုမြန်မာတငယ်ချင်းတယောက်ကျွန်တော်မှတော့မြန်မာတငယ်ချင်းထိုင်းမှာကျွန်တော်ကအရင်ကထိုင်းမှာနေရဆိုတော့ထိုင်းနယ်စပ်မှာတယောက်ရှိတယ်အဲ့ဒီကနေတစ်ဆက်သူတို့အေလိစာနဲ့ကျွန်တော်တို့ပစ္စည်းတွေကိုသူတို့အေလိစာပို့လိုက်တယ်ပို့ပြီးတော့သူကနေမာဘီဘက်ချံကိုကန်ကူးပေးတယ်ကန်ကူးပြီးတော့ကျွန်တော်တို့ဟိုရန်ကုန်မှာနေဆိုရင်ရန်ကုန်မှာပေါ့နော်ရန်ကုန်လိပ်စာကိုသူတင်ပေးလိုက်တယ်အဲ့လိုသဘောပေါ့အဲ့ဒီသေးစိတ်ချက်လက်တွေကိုကျွန်တော်ပြောပြပေးမယ်ကျွန်တော်ရဲ့ line phone number ကိုဒီဗီဒီယိုမှာတင်ပေးထားမယ်ကျွန်တော်တစ်ချက်လာမေးလို့ရတယ်ကိုကမစ်ဆွေက online shopping လုပ်တည်ဖြစ်စေမစ်ဆွေကကိုလိုအပ်တဲ့ပစ္စည်းတွေမှာချင်လို့ဖြစ်စေအဲ့ဒီကိုကလုပ်လို့ရတကယ်လို့ကိုက online shopping လုပ်ရင်လည်းထိုင်းမှာအဝတ်ထည်တွေပါတယ်ဆိုတော့ဈေးသက်သာတယ်ထိုင်းမှာမဟုတ်ဘူးတရုတ်ကနေပစ္စည်းတွေမှာလို့ရဗျာဒီဟာဖုန်းကပါလေးဆိုကျွန်တော်တရုတ်ကနေမှာတာဟုတ်ထိုင်းနေမှာပို့တာ3ရက်ပဲချိန်ကြတယ် Lazada ကနေထိုင်းအင်လေးစာကိုပို့ခိုင်းလိုက်တယ်ထိုင်းအင်လေးစာနဲ့ကန်ကူပြီးတော့ကိုရဲ့ရန်ကုန်ဆိုရန်ကုန်မှာပေါ့နော်ရန်ကုန်မှာပို့လိုက်တာအခု3ရက်တည်းနဲ့ရောက်တယ်ထိုင်းကနေမြန်မာကို3ရက်တည်းနဲ့ရောက်တယ်အဲ့ဒီလမ်းကိုကျွန်တော်ပြောပြပေးမယ်မိစေတော့ကျွန်တော်ဖုန်းနံပါတ် line နံပါတ်ကိုထားပေးမယ်ထိုင်းဖုန်းနံပါတ် line တော့မဟုတ် Viber ဖုန်းနံပါတ်တခုကျွန်တော်တင်ပေးမယ်မိစေတို့ဒီကနေသေးစိတ်လာမေးလို့ရတယ်မိစေတို့မှာချင်တဲ့ပစ္စည်းတွေကိုကျွန်တော်ကိုမှာခိုင်းလို့ရတာနော်တခါမှမဝယ်ဘူးတဲ့မိစေတို့တခါမှမဝယ်ဘူးတဲ့မိစေတွေဆိုတော့ကျွန်တော်မိစေတွေရှိရင်ကျွန်တော် Lazada မှာအကောက်ဖွင့်နေတို့လာမေးလို့ရတယ်ပြီးတော့ဘယ်လိုရွေးချယ်ရမလဲ Lazada မှာလည်းမြင်တိုင်းရွေးလို့မရဘူးလေဆိုင်တွေကဒီဇိုင်းနဲ့မတူဘူးတချို့ဆိုင်တွေဂျင်းတွေရှိတယ်တချို့ဆိုင်တွေကအမှတ်တစိပြတာ Lazada မှာပစ္စည်းဝင်လည်းသူတို့တတ်မှတ်ထားတာပေါ့နော်အမှတ်ပေးတာFacebook မှာဆိုရင် Brew Max လို့မျိုးသူတို့ Lazada တို့နေရာမှာဝယ်ပို့ပြီးတော့စိတ်ချရတယ်တချို့ဆိုင်တွေမှာဈေးသက်တာတွေဝယ်လို့မရဘူးဂျင်းတွေလည်းရှိတယ်အဲဒီရွေးချယ်တွေကိုကျွန်တော်ပြောပြပေးမယ်နောက်ဗီဒီယိုမှာ Lazada ကောက်ဖွင့်နည်းတို့ဘယ်လိုရွေးချယ်ရမလဲတို့ online shopping မှာ promotion တွေဘာတွေရရင်ဘယ်လိုယူရမလဲတို့ Lazada မဟုတ်ဘူး Shopee တို့လည်းရတယ် Shine ဟိုဆိုရင်မိန်းကလေးတော်တော်များများဝတ်စားတွေဝယ်တယ် Shine တွေအဲဒီမှာလည်းဝယ်လို့ရတယ်ဗျာ